အုပ်စိမ့်ကြီးနဲ့တူရာဇဝင်ချိန်စာအလုံးနဲ့အောင်ပန်းနိုင်ပါစေတော်ရတူမှာအာနာဟာဘယ်သို့လာမဲ့ဘူးယူပါလေဆွတ်ဆက်ဘယ်သို့လာမဲ့ဘဝရေယူမြတ်တရားကိုအတ္တမကမြဲတဲ့တတ်တော်နိုင်ငံမြတ်တရားကိုအာရမကမြဲတဲ့တတ်တော်နိုင်ငံဒါနာဆုံးပြရမယ်ဟဲ့ဒီနေ့ကတရားညတ်တာလို့လက်ချင်းမတွေ့အားလုံးရဲ့မြေ